ဘလို့ဟုတ်ပါတယ်ဆရာဟိုသမီးတကပြောပါဆို38နှစ်ပြည့်ပြီဆို40တဲမှာပေါ့နော်ဆိုတော့ဒီတစ်သက်အိမ်တောင်ကြကိန်းများရှိအောင်မလားလို့ဆရာအားကိုပြီးလာမေးတာပါဆရာ ပြအမြင်တော့သမီးအိမ်အောင်ကြကိန်းတော့ရှိတယ် တာလိုက်တော့ဆရာရဲ့ဟိုကြောက်အောင်လာရဲ့အခုလာရဲ့ဘယ်လောက်ဆောက်အောင်မလဲဆရာ လက္ခဏာဆုံးလို့စောက်မအောင်ခဏလေး ဟိုသမီးမောင်းနေဆရာရဲ့ဟိုသမီးတက်ကလည်း40နီးပြီဆိုတော့လေငါစားသွေးဒီပါလေးဆုံးသွားမှာဆိုလို့ဆရာ ခဏလေးကြည့်ပေးပါမယ်သမီးဖူးစားရှင်ကဒီတိုင်းပြည်မဟုတ်ဗျာရိုးရရဘက်ကဗျာ သိကြလို့လားဆရာရဲ့ ထိုင်းဘက်ကမလီသေးကြပါဗျာ အဲ့လိုနဲ့ထိုင်းရောက်လာဟေး ဟုတ်တော့သူ့နာမည်ကဘယ်သူလဲ လုံးဒီမှာတော့ဝေးတယ်ဆရာဟောလိုက်ပါလားဆို ဟဲ့ညလည်းမသေးကြမရပဲနဲ့ဟဲ့သူကဘာလိုမျိုးလဲထိုင်လားမြန်မာလား မသိဘူးလေယောက်ျားတော့ယောက်ျားပဲငါမလဲနော်လေရမယ်ဆိုလို့ဒါဟဲ့ဘန်ကောက်ထိရောက်လာတာပဲဒါတော့ဆိုင်ရမယ်မငါမသိဘူး အဲ့ဆိုဒီလိုလုံးလူသွားလူလာများတယ်ဘာတွေကလပ်တွေရှိမှကျမလေးလာရှာတာပါတော့လို့ဆိုင်မကန်ပြီးရှာ အဲ့လိုကောင်းမလားငါ အနည်းရွဲ့နေတာရွဲ့နေတာ The next day, ငယ်ချင်းဒီနေစီနေအစင်းလေနင်းနောက်ကျောင်းမှာနင်းနောက်ကျောင်းမှာမတော်နင်းနောက်မှာတော့ဒီဘက်မှာ45ဒီဂရီအဲ့တော့မကြည့်နဲ့လေနော်အေးဒီနေတအားမဖြစ်သေး ချစ်ပြီးလို့မယ် လာနေပြီ မမင်းပါဗျာဆိုင်ပါလား ထိုင်မောင်လေးခိုင် အမကိုမြင်ဘူးနေတယ်လို့ အော်တူပဲအမလည်းတွေးနေဟေးတို့ Facebook မှာ friend လာမသိမေးအတောင်းနဲ့လေ ဟုတ်လေလားအမ ဟုတ်တယ် ဆိုချောင်းပါဗော ကြာတော့မယ်ထင်လားပဲ အမဖုန်းနံပါတ်လေးမပေးလို့ရမှာ ရတယ်လေမောင်လေးရတယ် ဒါကျွန်တော်လေးစကားပါ အေးဟာဟုတ် အမလိုအဲ့လိုကျမကြီးတွေပါလေးစိတ်ကြည့်နေဆိုလို့ရှိရင်ကျွန်တော်ရှိအချိန်ပေးလာနိုင်တယ်နော် ဟုတ် အမတို့ရွယ်ဆိုလို့ရှိရင်ကျွန်တော်ရှိမှာဆေးတွေပါလေးစစ်နေကြပြီလေကျွန်တော်ဈေးနဲ့တက်နိုင်တက်တောင်လုပ်ပေးပါမယ် အေးဟဲ့တကယ်ချင်းညံအောင်လေးငါတော့ နေပါဦးဟဲ့ထိုင်ပါဦးမက်ဆေးရုံနေပါဦး 1 week later. ပြန်မရလဲရောက်လာဆိုပြန်တော့မတကယ်ချင်း အေးပါဟဲ့ဒီတစ်ခါမရလဲနောက်တစ်ခါပေါ့ညီရုပ်ကလည်းအရင်ဆိုးတယ်ပါရမမဟုတ်တာရကျန်းကြီးကျူလေးတော့ကျန်ပါသေးတယ်နေပြီတင်ဆရာဘာပြောလို့လဲ ရတရားခြေထားပြီးတယ်တဲ့ငါ့ကိုတက်စေးတဲ့38ရက်လောက်နေပူဇော်ရှင်တွေ့မယ်ပြောရပဲအေးနေတော့ပါဦး ဟောအဲ့ဆိုပြန်မနေနဲ့တော့နော်ခုငါဗီဇာလိုက်တိုးပေးမယ်လင်းမရမချစ်ကိုမပြန်နဲ့နေမတိုးချင်လို့လားကဲသွားမယ်လား The next day, မမပြောရရင် နေလိုက်တော့ မင်္ဂလာပါကျွန်တော်ဗာနဲ့ခုညီဆောင်ရွက်ပေးရမလဲ ဟိုဗီဇာ extension တိုးချင်လို့ပါ ကိုယ်စားရေးဒီမှာ visa extension တိုးချင်လို့တဲ့ခဏလေးမှလာပြီးရှင်းပြပေးလိုက်ပါဦးဒီတော့ကြာပါပြီဖတ်တော့လားကျွန်တော်ဗာနဲ့ခုညီမှာ အော်ဒီလိုပါသူကလေ14ရက်ဗီဇာ ဒါတကယ်ချင်းကပြောလိုက်မယ်ဟိုကလေအခုဟိုကျမ14ရက်ဗီဇာနဲ့လာမှာပေါ့နော်အဲ့ဒါတလား extension visa လေးတိုးကြလို့ပါရှင့် ဟိုအဲ့ဒါဆိုရင်ကျွန်တော်ပတ်စုဆောင်လေးနဲ့ဓာတ်ပုံကျွန်တော်ပြရမှာ အော်ဟုတ်ဟိုကလေအခုတကယ်လို့လေကျမတလားပြည့်ပြီးတော့နောက်ထပ်ထပ်နေခြင်းတဲ့ဆိုဘာဗီဇာလေးရှိတယ်လဲရှင့် အဲ့ဒါဆိုရင်တော့ကျွန်တော်တို့ April မှာ ED visa ဆိုတာလည်းရှိတယ် DDB visa ဆိုတာလည်းရှိတယ်အသက်50နဲ့အထက်ဆိုရင်တော့ကျွန်တော် retirement visa ဆိုပြီးရှိပါတယ်ခင်ဗျာ အော်ဟုတ် အသက်50 နင်းပဲအခုတကယ်လို့လေဟိုကျမဥပမာဒီမှာတစ်သက်လုံးနေမယ်ဆိုရင်ဟော တော့တော်တော်ဒီမှာနေမယ်ဆိုရင်တော့ဒီမှာရှိတဲ့တယောက်နဲ့အိမ်တော်ပြုတ်လိုက်မှရမှာခင်ဗျာ မတော်လိုက်တာ အတော်ပဲဟုတ်ဘောစီရင်လိုက်ပါ နေလို့လေ ဟိုကျွန်တော်အဲ့ဆိုရင်ဟိုပတ်စုဆောင်လေးနဲ့ဓာတ်ပုံလေး အော်ကျမတပုံလား ဟိုနင့်ဘာတပုံပြော ဟိုတန်းလုံးမဲ့လူတွေဓာတ်ပုံပါ အော်ဟုတ်အခုကျမရဲ့ဟို passport ပုံကထုံးစံတိုင်းမလောက်ကိုရဲစကြောင်းစဖီလေးရိုက်ပေးလိုက်လို့ရလား မရပါဘူးခင်ဗျာ အော်မရဘူးလားအော်မရပေးမယ်နော်အငယ်ချင်းသူကငါပူဇာရှင်ပဲ အေးကြလို့လားဟဲ့ ပေးကြတယ်အရက်ရှိရှိအသားဖြူဖြူထောင်ထောင်မမငါပူဇာရှင်မငါပူဇာရှင်အစ် ဒီလိုစရာဟောရလား အားလည်းတော့မဟုတ်တယ်ငါကငါကြည့် ဒါနဲ့အခုတစ်ထည့်အောင်ဖြစ်နိုင်လား လုံးဝမဖြစ်နိုင်
လေရတယ်နော်အခုတက်ဆိုင်ဆိုင်တွေ့ပြန်ပြီ ဟုတ်ဒါကျွန်တော်ရုံးခန်းနေဗျာ အော်ဟုတ်သားပဲဒါနဲ့ကိုပဲသွားမလို့လဲရင် အလုပ်လေးနည်းနည်းပါတော့ကော်ဖီတောက်နေဗျာ ဟဲတိုက်ဆိုင်မြန်ပြီမကျမလည်းကော်ဖီတောက်မလို့ ဟုတ် ဟမ်ဒီခိမအဲ့လိုရှိသေးလို့လားအကိုရဲ့ ရှိတာပေါ့ဗျာ မဟုတ်တာအကိုရဲ့နိုင်ငံခြားမှာနေပြီးတော့ဟိုတိုက်ကလာတယ်တို့ဘာလို့အဲ့လိုရှိတော့နော်ဒီခေတ်မှာ ကျွန်တော်တို့တည်းမျိုးတော့တိုက်ကလာကျွန်တော်အသက်40ပြည့်နေတာပေါ့ကျွန်တော်တိုက်ကပြန်ခေါ်ပါဗျာ မဟုတ်တာအကိုရဲ့ဟိုလေဒီမှာဆက်နေလို့ရအောင်အကိုဧကရကနေဗီဇာလေးတက်တန်းတိုးပြီးနေကြည့်ပါလား မရလို့ပေါ့ဗျာ ရဘူးလား ရရင်ကျွန်တော်လည်းကျွန်တော်ဖြစ်တဲ့သူနဲ့တစ်သက်လုံးအတူတူနေသွားကြတာပေါ့ဗျာ အော်အခုမှပြရနေပြီရှိနေလား ကျွန်တော်ဘက်ကပါငင်းငင်းချင်းရှိနေ ဟောနေချစ်မိတော့ဟုတ်ကဲ့ ကျန်ကျန်ပွင့်ဖွင့်လေကဲမထူးတော့ဘူးနော်သူအသက်40ပြည့်တဲ့နေ့တာဗီဇာဆက်တိုးပြီးတာနေလိုက်တော့ နေလိုက်မယ်သူကတိုက်ကပြန်မခေါ်လို့ရှိရင်တဲ့သူချစ်တဲ့သူနဲ့တစ်သက်လုံးနေမှာ ဘာသူလို့ သူရှိရမှာငါပေါ့ မလေး ကျွန်တော်ကအသက်40လုံးလုံးတိုက်ကပြန်ခေါ်မယ်ဆိုတဲ့အစွဲကြီးနဲ့နေခဲ့ရတယ် ပြောပါတယ်အကိုရဲ့ဒါတွေကအစွဲလန်းတစ်ခုပါလို့ဒါနဲ့လေအကိုကိုချစ်တဲ့သူနဲ့တစ်သက်လုံးတူတူနေတော့မှာပေါ့နော် ဒါပေါ့ အကိုမြင်မြင်ချင်းချစ်တယ်ဆိုတဲ့သူဖွင့်ပြောတော့မှာပေါ့နော် ဒါပေါ့ ကျမလည်းဧကရမှာဗီဇာခဏခဏလာတွေ့ရကြနှက်သွားပြီ ဒါနဲ့ရင်ဦးဆိုကိုယ့်ကိုယ်ရင်ကြောင်းနေတယ်ကျွန်တော်ကချက်ပေါက်ချုပ်လုံးပြီးတော့မှကိုချစ်တဲ့သူနဲ့တစ်သက်လုံးအတူတူနေပြီးတော့ခလေးတွေအများကြီးဝှေ့ချပြတယ်တတ်တတ်လုံးကိုချောရပါလေကိုဝှေ့ချပြမှာနော်